ကျမစလုံးဝနားမလဲပဲနဲ့မလာရတဲ့ရက်စကျမလုံးဝမပြောဘူးတော့ကျမနားမလဲဘူးကျမကြိုးစားပြီးတော့နားလဲအောင်ဘုရားစမခွန်အားတောင်းတယ်ဒီလိုစာရထူးကျမနားလဲတယ်ကျမကိစ္စဖတ်တတ်တယ်လို့အဲ့လိုမျိုးတော့ကျမစာရဲနဲ့တိတ်မကွာတဲ့ကြောင့်ကျမဖတ်တတ်တယ်လုံးဝမထူးရင်ကျမမသိတော့ဘူးနော်အဲ့လိုပါပဲဒီဘုရားသခင်ဒီနေ့မနေ့ကျမစကားပြောတယ်ပေါ့နော်ငါ့ကိုမရှိမကြောက်နဲ့ဝုပြုကိုပဲကြားတဲ့တာသမီးတွေဘက်မှာငါရှိတယ်ဆိုတဲ့အကြောင်းပေါ့နော်စကြမ်းကျမနဲ့ဝိညာဉ်တော်ဘုရားသမီးကျမတို့နဲ့အမြဲတမ်းဒီအတင်းတော်နဲ့ဝိညာဉ်တော်ဘုရားကေဝနေတာကျမသိတယ်ကျမသိနေတယ်ကျမခံစားနေရတယ်ပေါ့နော်အဲကြောင့်မို့ဒီအတင်းတော်ကို6နှစ်9နှစ်တိဘုရားသခင်ထားတာအကြောင်းမဟုတ်ဘူးပေါ့နော်ကျမတို့ကိုကောင်းကင်နိုင်ငံတက်ဖို့စီရလူနေစုပဲဖြစ်တယ်လို့အများကြီးမဟုတ်ဘူးအတင်းတော်ကလူငါ600ရှိတယ်မယ်လို့အဲ့ဒီငါ600တော့မှဘုရားကိုချစ်ဖို့ဘယ်နှယောက်ရှိလဲကျမတို့မသိဘူးပေါ့နော်အဲ့တော့ဒီလူနေစုကဘုရားကိုချစ်ချယူတဲ့တာသမီးဖြစ်ဖို့အရေးကြီးတယ်ပေါ့နော်ကျမကိုယ်တိုင်လည်းလူတွေကိုသူတင်တော်မဟုတ်ကျမကိုယ်တိုင်လည်းဘုရားကိုစားတောက်ဖို့ကျမအရင်ကစုံမတယ်ပေါ့နော်ကျမစကားတစ်ခုပြောလို့မစစ်ဒီအရာငါမပြောသင့်ဘူးငါဘုရားမကြိုက်ဆိုကျမကိုယ်ကိုမြင်တဲ့ချုပ်တင်တယ်ပေါ့နော်ချုပ်တင်နေတယ်ချုပ်တင်တဲ့ဘုရားသခင်လည်းပြောတယ်ပေါ့နော်ကျမနှုတ်ကထွက်တဲ့စကားနဲ့ကျမနှလုံးသားထဲရှိတဲ့အရာကိုတော်နှစ်သက်တဲ့အရာဖြစ်ပါစေလို့အမြဲတမ်းကျမဆက်ကတယ်ပေါ့နော်အဲကြောင့်ကျမဒီမနေ့ဘုရားကကျမကိုပြောတယ်ကျမမှာတသက်ခံစရာမရှိပါဘူးဘာဖြစ်လို့ကျမရဲ့ဘဝကချစ်လိုက်တသက်ခံစရာတစ်ခုမှမရှိပါဘူးဒါပေမဲ့ကျမကိုတော်ချီးမွမ်းနေတဲ့ဘုရားသခင်ကကျမကိုအဲ့လိုဖွင့်ပြတာဖြစ်တယ်ဒီမှာရှိတဲ့ညီကိုမောင်မတွေစိတ်ကြမကြဘူးနေခွန်အားပေးရမယ်ဘောနော်ညီကိုဒီမှာငါထားတာအရောက်စီတိုင်းဒီမှာထားတာကအကြောင်းရှိတယ်ဝိညာဉ်တွေအတွက်ငွေကြေးတွေအတွက်တော့မဟုတ်ဘူးနော်ငွေကြေးဆိုတာကကျမတို့ကအရန်ချမ်းသာချင်တယ်ကျမတို့ကဘုရားသခင်ကဒီလောက်ပဲစိတ်ကျမတို့ဒီလောက်ပဲနေရမှာဖြစ်တယ်ပေါ့နော်အဲကြောင့်ဝိညာဉ်တွေအတွက်ကျမတို့ဒီနေရာမှာရှိရမယ်ကျမတို့အသက်တာပါးစပ်နဲ့အသက်မရှိဘူးပေါ့နော်ကျမတို့တနေ့ပြီးတနေ့နေယူရနေရမှာကျမတို့ကြွေကြတယ်ဘုရားနဲ့အသက်ရှင်တယ်နောက်တနေ့ကျမတို့အဲ့လိုပဲမဟုတ်ဘဲနဲ့နေရစင်တယ်ဘုရားနဲ့အသက်ရှင်ဖို့ဖြစ်တယ်ပေါ့နော်ပြီးခဲ့တဲ့နေ့တွေမှာကျမတို့အသက်ရှင်ခဲ့တယ်လို့နောက်နေ့တွေမှာလည်းကျမတို့ဘုရားကိုတာပြီးကိုးစားဖို့အတွက်ဖြစ်တယ်ပေါ့နော်ခုနမောင်လေးကကျွန်တော်တက်တက်ခါကျမသိတယ်သူကအမြဲတမ်းတက်တက်ခါနေဒါပေမဲ့သူခိုင်းနေပြန်လေဒါပေမဲ့သူသိတယ်သူလဲနေတာသူပြန်ထနိုင်တယ်အဲ့ဒါဘုရားရဲ့ကျေးဇူးတော်ပဲဖြစ်တယ်ပေါ့နော်ဗာလေကျမတို့ဝန်မနေကြဖို့ပေါ့နော်အားမငြိကြဖို့ဒီမိသားစုလေးတွေနဲ့ပဲဘုရားကိုဝုပြုကိုပဲနဲ့ခွန်အားကိုဘုရားပေးမှဖြစ်တယ်ပေါ့နော်အရောက်စတဲ့ဘုရားခင်သားရဲ့ကောင်းချီးပေးပါစေ